အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာရှိမှဒီခရစ်ယာန်ခန်းကြီး23ပေါ့နော်မနေ့တော့14ပဲเนาะကျွန်တော်အဲ့ဒီကျွန်တော်ကူးကနေ17အလိုမျိုးသွားတာเนาะဥပဇက်ဆရာဟုတ်ခေါ်ချင်းကိုမခံကြတဲ့ခရစ်တော်ဒီတော်တင်တော့ဥပဇက်ဆရာတပါးတီရှိအတာငယ်30ပဲကျွန်တော်ဖတ်ရှင်းတာကအငယ်17ဖြစ်ပါတယ်အဲ့တော့တင်တော့တွင်အကြီးဖြစ်တော်သူဒီတင်တော့အစေခံဖြစ်ရဤလို့တောင်းတယ်ကျွန်တော်ကနည်းလေးsenior pastor junior pastor ဒီလိုမျိုးတွေကျွန်တော်ခွေချတာရှိလို့နော်ရှုတော့နေရတယ်မှာဆိုရင်အတောင်းအဆောင်ပစ္စည်းတွေတော့အစားတော့အတွေ့တော်မှပဲဘယ်လိုတွေလဲဆိုတော့senior pastor နဲ့ junior pastor နဲ့အတူထိုင်ပြီးထမင်းမစားတာတော့အရှုတော့နေရတယ်မှာဆိုဒါဆရာတော်ကြီးတွေဆိုပြီးတည်တံ့ကြောနေရခွေပြီးနော်စားပြင်ဆင်ပေးတာမျိုးတွေအဲ့တော့ကျွန်တော်ဖိတ်ကြားနေတဲ့အိမ်ထောင်မိသားစုကလည်းအဲ့လိုမျိုးမလောက်ရတယ်လို့ကျွန်တော်ဒီနားလေတော့ကျန်းစာကတော့တိပြီးသားလေကျန်းစာအကြောင်းကတခုခုနဲ့တော့တက်နေပြီးသားဆိုဓမ္မမှုလို့ဆောင်ဖြစ်လာကြတဲ့ကဒါကတော့တက်နေပြီးသားတိနေပြီးသားဖြစ်ရမယ်အဲ့ဒီဖက်ကကျွန်တော်မိသားစုတစုစုကအဲ့လိုခွေးချလာတဲ့အရက်ရောင်တွေလောက်ဆောင်နေတောင်မှပဲခုဖက်ကတို့ကိုကျွန်တော်လိမ္မာတော့လိမ္မာဆိုတော့ဘာလို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကအလိမ္မာတောင်းပြီးတို့ကိုကျွန်တော်အချူတက်ပြီးတခုခုနဲ့ကျွန်တော်နားလေးသဘောပေါက်လောက်ကျွန်တော်လောက်ဆောင်ပေးရမှာဖြစ်တယ်တင်တို့အကြီးဖြစ်တော့သူဒီတင်တော့အစေခံပြမြတာရအစေခံဖို့ပြအစေခံပေးဖို့ဖြစ်ပါတယ်တခင်အစေခံပေးဖို့ကျွန်တော်အဖင်ဖုံထိချဖို့ဖြစ်ပါတယ်အရောက်စီတိုင်းပေါ်မှာပြန်ကောင်းချပေးပါစေ